ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီ profile လေးကတော့ကျော်မျိုးမင်းပေါ့နော်ဟိုတနေ့ကတော့ကသူပြောထားတာသူတို့ဘဘကြီးမင်းအောင်လိုက်ရပေါ့နော်ဒီဒေါ်နယ်ထရန့်နဲ့တွေ့ဆုံရမယ်ပေါ့နော်ကမ္ဘာခေါင်းဆောင်နံပါတ်1နဲ့တွေ့ဆုံရမယ်ပေါ့နော်အဲ့အတွက်သူတို့တအားပြောနေတာပေါ့နော်အခုဟိုဘက်ကနေပြီးတော့သူတို့လက်မခံဘူးမင်းအောင်လိုက်ပေးမတက်တဲ့အခါကျတော့ဗာပြောလဲဆိုတော့ဒေါ်နယ်ထရန့်နဲ့သူတို့ကညှိနှိုင်းလို့မရလို့တဲ့လို့ပြောတယ်မင်းအောင်လိုက်လို့ကောင်းမျိုးပေါ့နော်ဒေါ်နယ်ထရန့်ကစိတ်ကူးတယ်မှာဖင်ကြားတဲ့တောင်ညှက်မှာမဟုတ်ဘူးအကောင်ကြီးအဲ့ဒါစကားအမျိုးမျိုးဘယ်လိုမျိုးပြောလဲဆိုတာဒီမှာနောက်ပိုင်းမှာဗီဒီယိုဒီမှာကျွန်တော်ဆက်ကြည့်မယ်နော်ဒီကောင်ပြောထားကြည့်စကားနှစ်ခွသုံးခွပြောတာကျန်ထိပ်သီးညီလာခံစီဝေးကိုသူတက်ခွင့်သူတက်မယ်ပေါ့တက်မယ်အဲ့တော့အဲ့မှာဘာဖြစ်မလဲလို့မင်းသူ55 consensus အပါဝင်တချို့ကိစ္စတွေနဲ့အာဆီယံနဲ့ပတ်သက်ပြီးတော့သူပြောတဲ့ချက်သူပြောခဲ့လိမ့်မယ်ဆိုတော့အာဆီယံရဲ့သဘောထားရည်တည်ချက်ကိုသူရှင်းရှင်းလင်းပေးခဲ့လိမ့်မယ်ယူဆတယ်သူ့ရဲ့မြန်မာနဲ့ပတ်သက်ပြီးတော့အာဆီယံဘယ်လိုရည်တည်တယ်ဆိုတော့သူ message တွေပေးခဲ့လိမ့်မယ်ယူဆတယ်ပြီးတော့အဲ့နိုင်ငံတွေအားလုံးရဲ့ခေါင်းဆောင်တွေကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုငါတို့လည်းဒတိုင်းထိုင်လို့ရပြီဆိုတဲ့ဟာမျိုးပေးချင်တာဆိုလိုတာကဗျာကျွန်တော်တို့တရားအစ်စ်ပေါ်လာတယ်နိုင်ငံတစ်ခုမှာခေါင်းဆောင်အစ်စ်ပေါ်လာပြီဆိုအဲ့ခေါင်းဆောင်တဲ့အစွမ်းစဘယ်လိုရရှိရှိလဲလူလူထောက်ခံတဲ့လူဆိုရင်လူလူရဲ့မဲနဲ့တက်လာတဲ့လူဆိုရင်တော့သူတို့ချက်ချင်းနေရပြီးတယ်ဒါပေမဲ့ဒီမတည်ငြိမ်မှုတွေကနေအပေါ်မှာပေါ်လာတဲ့ခေါင်းဆောင်မတည်ငြိမ်မှုအပေါ်ကနေခွန်လန်းတစ်ခုပြနေပေါ်လာတဲ့ခေါင်းဆောင်မျိုးဆိုရင် तू ကသူ့ပြည်သူတို့ကလက်ခံလားမခံဘူးလားအဲ့တော့တစ်ချက်လှမ်းကြည့်တယ်ကြည့်ပြီးမှ तू က okay ငါတို့အချိန်ပေးမယ်မခေါ်ဘူးကွာဆိုတဲ့ပုံစံနေတယ်အော်အဲ့လိုနေနေအဲ့ဒီမတည်ငြိမ်မှုရဲ့အပေါ်ကနေပြီးတော့ပေါ်လာတဲ့ခေါင်းဆောင်တစ်ယောက်ပေါ့နော်ခုနကဘာလဲဆိုတော့အခက်ခဲတွေကြားကနေပေါက်ဖွာလာတဲ့ခေါင်းဆောင်တစ်ယောက်ကို तू ကြည့်တဲ့အခါကျတော့ okay ချိန်ခါတို့ကတော့မှသူ့အာဏာကို तू တိဆောက်ထားနိုင်တယ်ပြီးရင်အခြားသောနိုင်ငံကြီးတွေနဲ့ तू ချိတ်ဆက်ပြီးတော့တစ်ခုပြီးတစ်ခု तू ချိတ်ဆက်နိုင်ခဲ့ပြီဆိုရင် तू ဒီသူ့ power သူတိဆောက်နေပြီဆိုတော့ငါတို့လည်းအသိမှတ်ပြုဆက်ဆံရမယ်ဆိုတဲ့အတီတရားကိုအဲ့ဒီအာဆီယံဒေသနိုင်ငံအကုန်လုံးနားလည်သွားတယ်သူကမှနားမလည်ရင်လည်းခင်ဗျာအမေရိကန်သူတို့ကန်ထုတ်တော့မှာပုံနဲ့ပြောရရင်တော့အဲ့တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကအဲ့ဒါကြောင့်အာဆီယံဘောတက်ခွင့်ရတယ်ပြောရင်တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကသူတို့နဲ့ဒါပြောရင်တော့သူတို့ကတော့ရွေးကောက်တင်မြပွဲတက်လာတဲ့လူတွေမို့လို့ပေါ့ဗျာဒီကတော့နိုင်ငံရဲ့အခက်အခဲချက်တဲ့ကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်ပေါ့အဲ့တော့ငါတို့တဲ့စင်ခစ်ပြိုင်ခေါင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထန်လို့ရခေါင်းဆောင်ဖြစ်ပြီဆိုပြီးသူကလက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ရှင်းပြောရင်ဗိုလ်ချုပ်ကြီးကိုအသိမှပြုပေးလိုက်တယ်ဒါပို့နေပေါ့အသိမှပြုပေးလိုက်ပြီဒါရှင်းလေးပဲအဲ့ဒါတစ်ချက်ပေါ့အဲ့တော့ဒီဗိုလ်ချုပ်မှုကြီးအသိမှပြုတဲ့အဲ့အာဆီယံထိပ်သီးညီလာခံထဲမှာဘယ်သူလာအောင်လဲဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းတက်မယ်ဘရာဇီးသမ္မတကလည်းတက်ဦးမှာတောင်အာဖရိကသမ္မတလည်းတက်မှာကနေဒါဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်အီတလီဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်ဥရောပသမဂ္ဂရဲ့ကိုယ်စားလှယ်လည်းတက်ဖို့များတယ်တရုတ်သမ္မတရှီကျင်းပင်ကတော့တက်မတက်ယာထားဒါပဲရှိသေးတယ်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီလည်းတက်မယ်ဆိုက်ပရပ်စ်ကတက်မယ်ဖင်လန်တို့ဘာလို့တက်မယ်ရုရှားသမ္မတဗလာဒီမီပူတင်လည်းတက်ဖို့ရာခိုင်နှုန်းများတယ်ဆိုတော့ပြောရရင်တော့အခြားသောနိုင်ငံတွေလည်းဘယ်သူပြမလို့ဆိုတော့ဂျပန်တောင်ကိုရီးယားဩစတြေးလျနယူးဇီလန်ရုရှားအစရှိတဲ့ဖွဲ့တွေအကုန်လုံးကတက်လာကြဖို့ထိပ်သီး special officer တွေတက်လာကြဖို့များတယ်ခေါင်းဆောင်ပိုင်းတွေတက်လာဖို့များတယ်ဆိုတော့ရှင်းရှင်းလေးပဲဗိုလ်ချုပ်ကြီးကအဲ့ဒီလိုကမ္ဘာခေါင်းဆောင်တွေအားလုံးရဲ့အလဲမှာ तू စပြီးတော့ तू က player အသစ် new player အသစ်ပုံစံမျိုးခေါင်းဆောင်အသစ်တစ်ယောက်အနေနဲ့ဟိုအခက်ခဲကြတဲ့ကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်တစ်ယောက်ပြောရင်တော့အားလုံးကလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်သွားတယ်ဥပမာရုရှားသမ္မတလည်းတွေ့တယ်တရုတ်သမ္မတလည်းတွေ့တယ်အိန္ဒိယဝန်ကြီးချုပ်ကလည်းတွေ့တယ်ကဲတွက်ကြည့်ကျန်တဲ့နိုင်ငံတွေကခဏထားဒါတော့ကြီးရဲ့ဒိဋ္ဌိကြီးတွေတွေ့သွားပြီပြီးသွားပြီဆိုတော့ဗိုလ်ချုပ်ကြီးတွေ့ဖို့ကမ္ဘာနံပါတ်1ခေါင်းဆောင်တစ်ယောက်ပဲကျန်တော့ဘယ်သူလဲဒေါ်နယ်ထရန့်ပုံမှန်လည်းပြောရင်ဒေါ်နယ်ထရန့်နဲ့ဗိုလ်ချုပ်ကြီးနဲ့တွေ့မှာအာဆီယံမှာတွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တော့ပြောရတယ်တွေ့ကိုလိမ့်မယ်မင်းစောင့်ကြည့်တွေ့ကိုတွေ့မှာအာဆီယံမှာဗိုလ်ချုပ်ကြီးနဲ့ဒေါ်နယ်ထရန့်နဲ့လက်ဆွဲနှုတ်ဆက်ပဲပြီးရင်တခြားကိစ္စတွေတီးတဲ့မီတင်တွေရှိအောင်ရှိနေပြီးတော့တခြားဒီလုံးမဲ့အရာတွေပေါ်လာလိမ့်မယ်ဒီရဲမို့ဒီလုံးမဲ့ရှိလာတယ်ပေါ်လာလိမ့်မယ်ဘာလို့ဆိုဒီလုံးမဲ့ပေါ်လာလိမ့်မယ်ဘာလို့ဆိုအကြောင်းတွေအများကြီးရှိတယ်ဒါတော့ပဲပြောရကောင်းတယ်အကြောင်းတွေအများကြီးရှိဒီလုံးမဲ့ပေါ်လာတယ်ပြီးတော့ဗိုလ်ချုပ်ကြီးကမလေးရှားကိုသွားမှလားမသွားဘူးလားဆိုတော့မိကုန်းနဲ့ဒီနေ့တော့မလေးရှားဝန်ကြီးချုပ်အီဗရာဟင်ကနေပြီးအန်ဝါအီဗရာဟင်ကနေပြီးမီဒီယာတွေသူဖြေလိုက်တယ်မလေးရှားမီဒီယာတွေမှာဖော်ပြလာတယ်ဗိုလ်ချုပ်ကြီးကမတက်ရောက်ဖြစ်မှာမထင်ဘူးလို့အမျိုးမျိုးပြောရနော်ဘလောင်ပလဲနဲ့ဘလောင်ပလဲပြောတဲ့ကောင်ခင်ဗျာစကလုံးလေးပြောမယ်အခုပြည်ပြည်အုပ်စုတွေနဲ့တခြားလူတွေရင်းကြတာပါလဲဆိုတော့ဗိုလ်ချုပ်ကြီးကတက်ခွင့်မရတော့ဗိုလ်ချုပ်ကြီးမတက်ဖြစ်တော့ဘူးဗိုလ်ချုပ်ကြီးတက်ခွင့်မရဆိုတော့ဘုံကြီးကြတာဒီကောင်နေဆိုတော့တက်ခွင့်မရဘူးဆိုတာနဲ့တက်ရောက်မှာမဟုတ်ဘူးလို့ပြောတာနဲ့စကလုံးနှလုံးအတိတ်ပဲမြန်မာစာတက်ရင်စာတက်ရင်အင်္ဂလိပ်စာပဲမြန်မာစာတက်ရင်စာတက်ရင်နားလည်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာစကလုံးနှလုံးပဲရှင်းပြမယ် Anwar Ibrahim ပြောတာကရှင်းရှင်းလေး he will not be attended we are not invited mode ရှင်းရှင်းလေး we are not invited him mode we are not invited him mode he will not be attended ဆိုတော့ရှင်းရှင်းလေးအဖြစ်ငါတို့သူ့ကိုမဖိတ်ခဲ့ဘူးလို့ Anwar Ibrahim မပြောဘူးသူတက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတာသူတက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတဲ့စကားလုံးအဓိပ္ပာယ်ကမြုပ်နေတာအများကြီးရှိတယ်
အဖြစ်အရှင်းရှင်းလေးတက်ဖြစ်မှာမဟုတ်ဘူးဆိုရင်မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူးမဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်တဲ့တက်ဖြစ်မဟုတ်ဘူးဆိုတာဒီဖိတ်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရတဲ့ information ကျွန်တော်ပြပြပါမယ်ဒီညမှာယူလေးပဲခုနဒီစကလုံးနှလုံးဖားကိုခွဲပြီးသွားပြီဆိုရင်တချို့ကပြောလိမ့်မယ်အဲ့ကောင်ကဘာကွာမေဟိုနေ့ကဘိုးချုပ်ကြီးက trend နဲ့တွေ့မယ်လို့ပြောပြီးတော့ဗလီပရိုက်ပြောအကြီးကြီးပြောโอเคရတယ်ခရောက်ကြိုက်တော့ပြောတချို့ကိစ္စတွေကကျွန်တော်တို့သိရတဲ့ information ချိတ်ဆက်ပြီးတော့တချို့ဟာတွေတခါလေးပြောတာဒါပေမဲ့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာနိုင်ငံခေါင်းဆောင်တွေတွေ့ရတဲ့အစီအစဉ်တွေနိုင်ငံခေါင်းဆောင်တွေရဲ့ခီးစဉ်တွေဆိုတာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာအမြဲတမ်းလိုအပ်တယ်လို့ကတ်လွဲရတဲ့ကိစ္စတွေရှိတယ်ချက်ချင်းထားဖြစ်တာလည်းဖြစ်တတ်တယ်ဒါကြောင့်ဒါတွေကအမြဲတမ်းစက္ကန့်နဲ့မှလည်းပြောင်းလဲတယ်နိုင်နဲ့မှလည်းအချိန်နဲ့မှလည်းပြောင်းလဲတတ်တယ်အခု तू က he will not be attempt လို့ပြောပြီးတော့ဟာ he will be attempt ဆိုပြီးပြန်ပြောရင်မနက်ဖြန်ပြန်ပြောဘယ်နဲ့လုံးဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကတချို့ဟာတွေကိုခင်ဗျားတို့ယာနှုံးပြမပြောနဲ့ဘယ်အောင်မဟုတ်ဘူးလို့ပြောတာအဲ့တော့ဘာကြောင့်ဒီနောက်ကမှာမြုပ်နေဇလန်တွေရှိလဲဆိုတော့ကျွန်တော်အကြမ်းမြင်သုံးသက်တယ်လို့မှတ်ပါနော်ဟိုသုံးသက်တယ်လို့မှတ်ပါဘာလို့သုံးသက်တာပဲကောင်းတယ်ဟိုတိတယ်မဟုတ်သုံးသက်တာပဲကောင်းတယ်ဥပမာဆိုကြပါစို့မလေးရှားနိုင်ငံသားဝန်ကြီးကမြန်မာပြည်ကိုဗိုလ်ချုပ်ကြီးစုလာတယ်ပြီးခဲ့တဲ့အော်တိုဘာလလေလာသွားတယ်လာတဲ့အချိန်မှာဗိုလ်ချုပ်ကြီးကအာဆီယံညီလာခံကိုတက်ဖို့ကိုလာရောက်ဖိတ်ကြားတယ်လို့ကျွန်တော်တို့ကကောက်ချက်ဆွဲထားတယ်ဖိတ်ကြားတယ်အဲ့ဒီချိန်မှာဗိုလ်ချုပ်ကြီးကတက်ဖို့မတက်ဖို့အကြောင်းပြန်ဖို့ကိစ္စအချက်နှစ်ချက်ရှိတယ်အကြောင်းပြန်ခြင်းမပြန်ခြင်းကဘာနဲ့သွားဆိုင်လဲဆိုတော့အာဆီယံညီလာခံအစည်းအဝေးတက်ရုံတော့သူတက်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီတပွဲလောက်ကိုသွားတက်ပြီးတော့သူ့အတွက်ဘာအကျိုးမဲ့ရမှာလဲဆိုတော့မေကွန်တစ်ချက်